တရုတ်မှာတစ်နှစ်ကိုမီးလောင်မှု2000လောက်ဖြစ်ပွားဇွန်လ17ရက်နေ့ကခြုံချင်းမှာမီးလောင်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ရှာချီအာအိုကလျှက်စစ်စပိန်ရနာတဲ့နေရာမှာစခဲ့တာပါ။လျှက်စစ်စပိန်တစ်စီးရုတ်တရက်မီးထလောင်ခဲ့တာပါ။ဘသူမှထိတာပျက်စီးအောင်လုပ်တာမရှိပါဘူး။ဘက်ထရီကသူ့လိုမီးတောက်လောင်သွားခဲ့တာပါ။ဒီဖြစ်စဉ်ကိုတော့အလိုလျောက်မီးလောင်ကျွမ်းကျင်လို့ခေါ်ပါတယ်။မီးကိုလုံးကြီးတွေမိုးပေါ်ထိတက်သွားပါတယ်။အနီးနားကလူတွေလည်းကြောက်လန့်သွားကြပါတယ်။ဗီဒီယိုဂိမ်းတွေကအတိုင်းပါပဲ။ဒါတကယ်ကိုဖြစ်ပျက်ခဲ့တာပါ။မီးတွေဟာအရန်မြန်ကူးဆက်သွားပါတယ်။မီးလောင်နေတဲ့စပိန်တစ်စီးကတခြားစပိန်တွေကိုကူးဆက်စေခဲ့ပြီးမကြခင်မှာပဲစပိန်ဒါဇင်ပေါင်းများစွာမီးလောင်ကုန်ပါတယ်။မီးခိုးတွေဟာလည်း10မီတာလောက်အထိမြင့်တက်သွားခဲ့ပါတယ်။ဒီမီးလောင်မှုရဲ့အကြောင်းရင်းကစပိန်တွေကလစ်သီယမ်ဘက်ထရီတွေပါ။ဒီဘက်ထရီတွေကမီးလောင်လွယ်တဲ့ရေနဲ့နှိမ့်လို့မရဘူး။ဒီလိုဖြစ်လာရင်မီးကသူ့လိုငြိမ်းသွားတဲ့အထိဆောင်းရပါတယ်။စပိန်တွေအများကြီးကက်လျက်ထိုင်းအန်ရီကအယမ်းများပါတယ်။ဒီလိုဖြစ်စဉ်တွေဟာပောက်ကွဲဖို့စောင့်နေတဲ့ဘုံတစ်လုံးလိုပါ။မီးတပ်သမားတွေမြန်ရောက်လာပြီးမီးကိုနှိမ့်တက်ခဲ့ကြပါတယ်။ကံကောင်းစွာနဲ့ပဲဘယ်သူမှထိခိုက်ဒဏ်ရာမရခဲ့ပါဘူး။ဒါပေမဲ့လျှက်စစ်စပိန်အသက်တွေအများကြီးလုံးဝပျက်စီးသွားခဲ့ပါတယ်။မီလာနာကိုကြီးနေတဲ့လူတချို့ကဗီဒီယိုဂိမ်းနဲ့တူတယ်လို့တောင်ပြောကြပါတယ်။အခုဆိုရင်လူတော်များများစိုးရိမ်နေကြပါပြီ။လစ်သီယမ်ဘက်ထရီပြဿနာကိုမဖြေရှင်းနိုင်ရင်ဒီမီလာမှုတွေဆက်ဖြစ်နေမှာပဲလို့ပြောကြပါတယ်။မြေအောက်ကားပါကင်တွေမှာဆိုရင်ပိုပြီးအန္တရာယ်များပါတယ်။မီးစားလောင်တာနဲ့ရက်တက်မှုခက်ခဲပါတယ်တဲ့။နှစ်ရက်အကြာဇွန်လ23ရက်နေ့မှာခြုံချင်းမှာနောက်ထပ်မီးတစ်ခါထပ်လောင်ပြန်ပါတယ်။ဒီအဖြစ်အပျက်ကိုလည်းဘလော့ကာတယောက်ကဗီဒီယိုရိုက်ကူးထားတာပါ။စိုင်းပြင်းမှာလျှက်စစ်စပိန်တစ်စီးမီးလောင်ခဲ့ပါတယ်။ဘလော့ကာကနှစ်ရက်ကြာမှာစပိန်မီးလောင်ခဲ့တာမြင်ခဲ့တယ်။အခုလည်းနောက်တစ်စီးထပ်မြင်ရပြန်ပြီ။ရာသီဥတုကပူတယ်သတိထားရမယ်လို့လည်းပြောခဲ့ပါတယ်။ဗီဒီယိုထဲမှာတော့စပိန်တွေမီးလောင်နေပါတယ်။ပိုင်ရှင်ကမီးသက်ဆေးဘူးအချောင်းနဲ့နှိမ့်ဖို့ကြိုးစားပြီးမြမီးကဆက်ပြီးကြီးထွားလာစေပါ။ပြီးတော့တချို့ကရေပိုင်းနဲ့နှိမ့်ပေမဲ့တိတ်အကူညီမဖြစ်ခဲ့ပါဘူး။စပိန်ကတန်ပေါင်ပဲကြမ်းတော့တဲ့အထိလောင်ကျွမ်းသွားခဲ့ပါတယ်။ဒီဖြစ်ရဲ့အကြောင်းပဲအနီးနားကရထားတဲ့ကားတစ်စီးမီးလောင်ပျက်စီးခဲ့ရပါတယ်။ online ကလူတွေကလည်းမှတ်ချက်ပေးကြပါတယ်။ ဘက်ထရီမီးကိုမီးသက်ဆေးဘူးအချောက်ကမကူညီနိုင်ဘူး။ရေအခြေခံထုတ်ထားတဲ့အထူးမီးသက်ဆေးဘူးလိုတယ်လို့လည်းပြောပါတယ်။တချို့ကလည်းပုံပျက်စီးအောင်ကားကိုအရေးရွှေ့ခဲ့တဲ့တယ်လို့ပြောကြပါတယ်။ဇွန်လ18ရက်နေ့မနက်စောမှာပေးခြင်းမှာနောက်ထပ်မီးတစ်ခါစပြီးထပ်လောင်ပါတယ်။ချုံပင်ခရိုင်အဆောင်တစ်ခုအောက်ကအာသွင်း area တစ်ခုမှာဖြစ်ခဲ့တာပါ။မီးကမြန်ဆန်ပြန့်နှံ့သွားပါတယ်။ပြီးတော့ဇွန်လ19ရက်နေ့ညနေပိုင်းမှာလည်းနောက်ထပ်မီးတစ်ခါထပ်ဖြစ်ပါတယ်။ဒီတစ်ခါတော့ကွမ်ရှီပြည်နယ်ယူလန်မြို့ကလူနေရပ်ကွက်တစ်ခုမှာပါ။ရက်စစ်စပိန်အားသွင်းနေတော့မီးစလောင်တာလို့လူတွေကပြောကြပါတယ်။ပောက်ကွဲမှုတွေအများကြီးဇက်တိုက်ဖြစ်ခဲ့ပါတယ်။မီးကြောင်ကျဲလောင်တဲ့အတန်တွေထွက်လာတဲ့မီးတောက်တွေကမိုးပေါ်ထိတက်သွားတယ်။စပိန်တွေစီကအော်အော်တန်တွေကျဲလောင်စွာမြည်ဟင်းလာပါတယ်။ဇွန်လ20ရက်နေ့မှာဒေသခံမီးတပ်အရာရှိတွေကမီးငြိမ်သွားပြီလို့လည်းပြောပါတယ်။ဘယ်သူမှထိခိုက်ဒဏ်ရာမရခဲ့ပါဘူး။ဒါပေမဲ့ဗီဒီယိုတစ်ခုမှာမီးကကြီးပြီးကြောက်စရာကောင်းနေဆိုတာကိုပြသနေပါတယ်။ဒေသခံတအုပ်ကသတင်းဌာနကိုပြောတာကလျှက်စစ်စပိန်100ကျော်လုံးဝလောင်ကျွမ်းသွားတယ်လို့ဆိုပါတယ်။အရင်မေလ26ရက်နေ့ကဘလော့ကာတယောက်ကနောက်ထပ်မီးလောင်မှုတစ်ခုတင်ထားပါသေးတယ်။ဒီတစ်ခါကတော့လျှက်စစ်ကားပါ။ကားထဲကနေမီးစလောင်ပါတယ်။အပေါ်ကအဆောက်အုံကလူတွေမြင်နေရပါတယ်။ကံကောင်းစွာနဲ့ပဲရက်ကွက်လုံခြုံရေးတွေနဲ့မီးတပ်သမားတွေပူးပေါင်းပြီးကားတစ်စီးလုံးမလောင်ခင်မီးကိုညှိမ့်သက်နိုင်ခဲ့ပါတယ်။ကားကပျက်စီးသွားပေမဲ့အပြင်ခွန်ကတော့မလောင်ကျွမ်းခဲ့ပါဘူး။နောက်တစ်မှုမှာတော့လူငယ်တစ်ယောက်ရဲ့လျှက်စစ်စပိန်မီးလောင်ခဲ့ပါတယ်။သူကဘက်ထရီကနေမီးကိုနဲ့မီးထွက်နေတာကိုမြင်တော့မီးတောက်ပေါ်နင်းပြီးဝါယာကြိုးတွေဆွဲဖြုတ်ခဲ့ပါတယ်။ပုံမဆိုးရခင်မီးလောင်နေတဲ့အစိပ်ပိုင်းကိုဖယ်ရှားခဲ့ပါတယ်။ဇွန်လ18ရက်နေ့မှာတစုံတစ်ယောက်ကသူတို့အိမ်ကကင်မရာဗီဒီယိုတစ်ခုဝေမျှခဲ့ပါတယ်။ညဘက်မီးရောက်ခန့်မှာစပိန်တစ်စီးမီးလောင်တာပါ။မီးကိုတွေကဇင်းချက်လန်းနဲ့တိုက်ခန်းနဲ့ပြင်းထန်သွားပါတယ်။စပိန်ဆက်တစ်စီးပျက်စီးသွားပါတယ်။နေရန်တွေကမီးကိုတွေနဲ့မဲသွားပြီးကျမ်းမြေမှာပြာတွေပြန်ကျဲနေပါတယ်။လူတွေလည်းထိတ်လန့်ခဲ့ကြပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတရုတ်မှာလျှက်စစ်စပိန်မီးလောင်မှုတွေပိုပြီးအဖြစ်များလာပါတယ်။နှစ်စဉ်အရေးအတွက်တိုးလာပါတယ်။ဒီအတွက်တရုတ်အစိုးရကလည်းစည်းရင်းတချို့ကိုဝေမျှခဲ့ပါတယ်။2019ခုနှစ်မှာလျှက်စစ်စပိန်ကြောင့်မီးလောင်မှု9ကြိမ်ရှိခဲ့ပါတယ်။2020မှာတော့17ကြိမ်ရှိခဲ့ပါတယ်။ဒါပေမဲ့2021ခုနှစ်မှာတော့အရေးအတွက်က18000နီးပါးအထိခုန်တက်သွားပါတယ်။အဲ့ဒီနှစ်မှာပဲလူ58ယောက်သေဆုံးခဲ့ပါတယ်။2022ခုနှစ်မှာလည်းမီးလောင်မှု18000ထပ်ဖြစ်ခဲ့ပါတယ်။ပြီးတော့2023ခုနှစ်မှာ2100ဖြစ်ခဲ့ပါတယ်။ဒါက18ရာခိုင်နှုန်းတိုးလာတာပါ။လူတော်တော်များများကလည်းစိုးရိမ်နေကြပါတယ်။သူတို့ကဒီစပိန်တွေကဒီလောက်အန်ဒီအေများရဲ့ဘာလို့မပိတ်ပင်ထားသလဲလို့မေးကြပါတယ်။တချို့ကဘယ်စပိန်မှမကောင်းတခြားနိုင်ငံကဟာတွေတော့မကောင်းဘူးလို့ပြောကြပါတယ်။တခြားသူတွေကတော့အစိုးရကလူတွေအသက်တွေဝယ်အောင်မီးလောင်တာတွေကိုခွင့်ပြုပေးနေသလားလို့တော့မေးကြပါတယ်။ဇွန်လ21ရက်နေ့မှာနောက်ထပ်မီးတစ်ခါထပ်လောင်ခဲ့ပါတယ်။လူနေရပ်ကွက်တစ်ခုမှာလျှက်စစ်စပိန်တစ်စီးမီးလောင်နေတဲ့ဗီဒီယိုတစ်ခုကိုတစုံတစ်ယောက်ကတင်ထားတာပါ
မီးသက်ကရောက်လာတော့စပိန်ကလုံးဝလောင်ကျွမ်းပြီးပြပဲကြံတော့တာကိုတွေ့ရပါတယ်မီးကလည်းအရန်ကြီးပါတယ်အဲ့ဒီအချိန်လူနာတင်ရင်အောင်ရောက်လာလို့တစုံတစ်ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့တောင်ထင်ရပါတယ်ဇွန်လ22ရက်နေ့မနက်3နာရီလောက်မှာချန်တူမြို့လူကန်လမ်းမှာမီးလောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်ရဲတွေကလျှက်စစ်စပိန်ကနေမီးစလောင်တယ်လို့ပြောကြပါတယ်မီးလောင်တာကိုဗီဒီယိုရိုက်ကူးထားတဲ့သူကအခုကနှွေရသည်ပဲဒီမီးလောင်မှုတွေကပိုပြီးဖြစ်လာတယ်တကယ်ကိုအန်ရီယများတယ်လို့တောင်ပြောခဲ့ပါတယ်ဇွန်လ21ရက်နေ့မှာပဲဟူနန်ပြည်နယ်စပိန်အားသွင်းတဲ့ဂိုးတောင်တစ်ခုမှာမီးလောင်ကျွမ်းခဲ့ပါတယ်စပိန်အများပြပျက်စီးသွားပါတယ်ဗီဒီယိုဘလော့ဂါတူကနောက်ထပ်လျှက်စစ်စပိန်တစ်စီသူ့လိုမီးလောင်တာကိုမြင်ခဲ့ရပါတယ်ဘလော့ဂါကမြင်မြန်ဆန်ပလက်ဖြုတ်လိုက်လို့မီးကြီးကြီးမားမားမဖြစ်အောင်တားဆီးနိုင်ခဲ့ပါတယ်နောက်ထပ်ကိစ္စတစ်ခုမှလည်းစပိန်တစ်စီးကအများပြည်သူသုံးအားသွင်းနေရတစ်ခုမှမီးလောင်ခဲ့ပါတယ်လူတစ်ယောက်ကမြင်တာနဲ့မီးသက်ဌာနကိုချက်ချင်းဖုန်းဆက်ခဲ့တာပေါ့သူကလျှက်စစ်တာအားကိုဖျက်တောက်လိုက်ပါတယ်မီးသက်ကားကမြင်မြန်ရောက်လာပါတယ်အဲ့ဒီလူကကျွန်တော်နောက်ကအဖြူအောင်စပိန်မှာအားအလွန်ကျွန်းသွင်းမိသွားတာဖြစ်မယ်လို့လည်းဆိုပါတယ်ကျွမ်းကျင်သူတွေကဒီမီးလောင်မှုတွေဘာကြောင့်ဖြစ်ရတယ်လဲဆိုတာရှင်းပြခဲ့ပါတယ်ဒီမီးလောင်မှုတွေရဲ့အဓိကအကြောင်းရင်းကတော့ battery ပါလီသီယမ်ဘက်ထရီတွေကအရန်ပူလာတတ်တယ်ဒါကအားအလွန်ကျွန်းသွင်းတာအမြင်အားသွင်းတာဒါမှမဟုတ်ပူတဲ့နေရာတွေမှာအားသွင်းတာကြောင့်ဖြစ်ပါတယ်ဘက်ထရီအရန်ပူလာရင်မီးလောင်နိုင်ပါတယ်ဘက်ထရီအဟောင်းတွေဒါမှမဟုတ်အရေးသွေးမကောင်းတဲ့ဘက်ထရီတွေကပိုပြီးမီးလောင်လွယ်ပါတယ်ဒါအပြင်မမှန်ကန်တဲ့အားသွင်းကိရိယာတွေသုံးရင်လည်းပြဿနာဖြစ်စေနိုင်ပါတယ်ဝါယာကြိုးတွေဟောင်းနေတာဒါမှမဟုတ်ပျက်စီးနေတာတွေကလည်းမီးပွားထွက်ပြီးမီးလောင်စေနိုင်ပါတယ်တချို့လူတွေကအပိုပစ္စည်းတွေထည့်တာဒါမှမဟုတ်ဝါယာကြိုးတွေပြောင်းလဲတာတွေလုပ်ကြပါတယ်ဒါလည်းအန္တရာယ်များပါတယ်ဘက်ထရီတွေကိုပိုပြီးမီးဆွဲလောင်စေနိုင်ပါတယ်ဒါအပြင်အရန်ပူတဲ့နေရာတွေမှာရပ်ထားတာဒါမှမဟုတ်အားသွင်းတာတွေကလည်းမီးလောင်စေနိုင်ပါတယ်ဒီအတွက်စက်ရုံဒီဇိုင်းမကောင်းတာတွေကလည်းအကြောင်းရင်းဖြစ်နိုင်ပါတယ်ဇွန်လ16ရက်နေ့မှာတိုက်ပိုင်မှာမီးတစ်ခါထပ်ဖြစ်ခဲ့ပါတယ်လျှက်စစ်ဘတ်စကားတစ်စီးမှာပါဘက်ထရီပြဿနာရှိတဲ့အကြောင်းသတိပေးမီးလင်းပြီးတဲ့နောက်ဘတ်စကားကပောက်ကွဲပြီးမီးလောင်ခဲ့တာပါဒီဘတ်စကားကိုတော့ RAC ဆိုတဲ့ကုမ္ပဏီကထုတ်လုပ်တာပါဘက်ထရီကတော့ Envision AESC ဆိုတဲ့ကုမ္ပဏီကလာတာပါအစိုးရကမီးလောင်ရတဲ့အကြောင်းရင်းကိုစစ်ဆေးနေစေလို့ပြောပါတယ်တိုင်ပိုင်မှာလျှက်စစ်ဘတ်စကားအများကြီးအသုံးပြုပါတယ်အစီ850ကျော်တောင်ရှိပါတယ် RACC ကဘက်ထရီကိုဂျပန်မှာထုတ်လုပ်ပြီးဘေးကင်းစီမင်းစည်းကမ်းတွေကိုအကုန်လိုက်နာတယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ Envision AESC ကတရုတ်ကုမ္ပဏီဖြစ်တဲ့အကြောင်းတွေ့ရှိခဲ့ပါတယ်သူက Nixon ကုမ္ပဏီရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပေမဲ့ရှန်ဟိုင်းကကုမ္ပဏီတစ်ခုကိုရောင်းချခဲ့တာပါ Envision AESC ကတရုတ်ဘက်ထရီကုမ္ပဏီပါသူရဲ့ရုံးချုပ်ကတရုတ်မှာပါဘူရှီဂျန်စုမှာဘက်ထရီစက်ရုံကြီးတစ်ခုလည်းရှိပါတယ်ဒီစက်ရုံကလျှက်စစ်ကားတွေအတွက် lithium ion ဘက်ထရီတွေကိုထုတ်လုပ်ဖို့လှုံ့ဆော်နေတာပါ Envision AESC မှာဂျပန်မှာလည်းစက်ရုံတွေရှိပါတယ်ဒီစက်ရုံတွေကများသောအားဖြင့် Nixon လို့ဂျပန်ကအမတ်တစိတ်တွေကိုဘက်ထရီတွေရောင်းချပါတယ်ဒါပေမဲ့ဘက်ထရီကိုဂျပန်မှာထုတ်လုပ်ခဲ့ရင်တော့ကုမ္ပဏီကတရုတ်ပိုင်ဖြစ်တဲ့အတွက်တရုတ်လိုပဲသတ်မှတ်ပါတယ်ကမ္ဘာအကြီးဆုံးထုတ်လုပ်သူနဲ့ပြည်ထနာများတရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာလျှက်စစ်ကား EV ဈေးကွက်အကြီးဆုံးပါ EV ထုတ်လုပ်မှုမှာလည်းထိပ်ဆုံးပါဒါကနိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့အဆိုအရဖြစ်ပါတယ်2024ခုနှစ်မှာတရုတ်ကကမ္ဘာပေါ်မှာ EV တွေရဲ့60%ကျော်ကိုရောင်းချခဲ့ပါတယ်သူရဲ့ကားစက်ရုံတွေကတခြားဘယ်နိုင်ငံထက်မဆိုပိုများပါတယ်နာမည်ကြီးတရုတ် EV အမတ်တစိတ်တွေကတော့ BYD, NIO နဲ့ Aspen တို့ပဲဖြစ်ပါတယ်တရုတ်အစိုးရက EV ကုမ္ပဏီတွေကိုငွေကြေးထောက်ပံ့မှုတွေပေးပါတယ်ဒါကြောင့်တရုတ်က EV တွေကိုလိုတာထက်ပိုထုတ်လုပ်ပြီးဈေးပပေါနဲ့နိုင်ငံခြားကိုပြန်ရောင်းချပါတယ်2025ခုနှစ်မေလမှာရှန်ဟိုင်းကနန်ကန်စိတ်ကမ်းကနေ EV 3,200,000ကျော်တင်ပို့ခဲ့ပါတယ်ဒါကစံချိန်နေပမာဏပါတရုတ်ကကမ္ဘာပေါ်မှာလီသီယမ်ဘက်ထရီအများစုကိုလည်းထုတ်လုပ်ပါတယ်2024ခုနှစ်မှာတရုတ်ကလီသီယမ်အိုင်ယွန်ဘက်ထရီအားလုံးရဲ့ 80% လောက်ကိုထုတ်လုပ်ခဲ့ပါတယ်တရုတ်ဘက်ထရီကုမ္ပဏီကြီးတွေကတော့ CATL နဲ့ BYD တို့ပဲဖြစ်ပါတယ်ဒါပေမဲ့တရုတ် EV တွေကအများအားဘေးကင်းတယ်လို့တော့မဆိုလိုပါဘူးလူအများအပြားကအချိန်စောင့်နေတဲ့ဘုံတွေနဲ့တူတယ်လို့လည်းဆိုရင်ကြပါတယ်မေလ26ရက်နေ့က Monis Madan လို့ခေါ်တဲ့သင်္ဘောကြီးတစ်စင်းဟာတရုတ်နိုင်ငံရန်တိုင်ကနေမက္ကဆီကိုကိုထွက်ခွာခဲ့ပါတယ်သင်္ဘောပေါ်မှာကား3048စီးပါလာပါတယ်အဲ့ဒီထဲမှာလျှက်စစ်ကအစီး80နဲ့ hybrid 680စီးပါဝင်ပါတယ်ဇွန်လ3ရက်နေ့မှာတော့ဒီသင်္ဘောမီးလောင်ခဲ့ပါတယ်အလက်စကာပြည်နယ်အာရက်ကျွန်းရဲ့တောင်ဘက်မိုင်300အကွာမှာဖြစ်ပျက်ခဲ့တာပါမီးရလည်းကြီးပါတယ်သင်္ဘောသားတွေသင်္ဘောဘက်ကနေထွက်ပြေးခဲ့ရပါတယ်မီးလောင်ရတဲ့အကြောင်းရင်းကတော့လီသီယမ်ဘက်ထရီတွေကြောင့်ဖြစ်ပါတယ်ဒါပေမဲ့အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး EV တွေက BYD, Chery, Damo, Great Wall Motor တို့လိုမျိုးတရုတ်အမှတ်တစိတ်တွေကဖြစ်နိုင်ပါတယ်ဒါပေမဲ့တရားဝင်နာမည်တော့မထွက်သေးပါဘူးအဲ့ဒီနေ့မှာပဲတရုတ်ကကျွမ်းကျင်သူဟန်ဂိုချန်ကနိုင်ငံခြားမီဒီယာကိုပြောပြခဲ့ပါတယ်တရုတ် EV အများပြားက Tesla ကိုကူးချကြတာဒါပေမဲ့ဘက်ထရီဘေးကင်းမှုကတော့ဆက်ပြီးညံပြင်းနေတော့မယ်လို့သူကပြောခဲ့ပါတယ်တရုတ်အမှတ်တစိတ်တချို့ကမကြာခဏမီးလောင်တက်တယ်လို့ဆိုပါတယ် BYD တောင်ဒီလိုကိစ္စတွေရှိခဲ့ပူပါတယ်
သူတို့ရဲ့ battery ထိန်းချုပ်စနစ်တွေကအားနေတယ်တုံးတဲ့ပစ္စည်းတွေကလည်းအမြဲတမ်းမကောင်းဘူးလို့သူကပြောပါတယ်တရုတ်ကုမ္ပဏီတွေက Tesla ကားတွေကိုဖြုတ်ပြီးကူးယူကြတယ်လို့သူကပြောပါတယ်ဒါပေမဲ့ Tesla လို battery တွေကိုဘေးကင်းအောင်တော့မလုပ်နိုင်သေးပါဘူး Tesla က battery အပူချိန်နဲ့ power ကိုအချိန်နဲ့တပြေးညီစစ်ဆေးနိုင်ပါတယ်တရုတ်ကားတွေကတော့ဒါကိုကောင်းကောင်းမလုပ်နိုင်သေးပါဘူးအခုဆိုရင်လူတော်များများကတရုတ် EV တွေရဲ့ဘေးကင်းရေးကိုမေးခွန်းထုတ်လာကြပါတယ်ကားတချို့မီးလောင်တယ်တချို့က brake ပြဿနာရှိတယ်တချို့ကလျှက်စစ်ယိုစိမ့်မှုတွေရှိတယ်ဒီပြဿနာတွေကတရုတ်ရဲ့ EV ပုံရိပ်ကိုထိခိုက်စေပါတယ်အင်တာဗျူးတစ်ခုမှာထိုင်ဝမ်ကပေါမောက္ခတဦးက EV battery အားလုံးကစွမ်းအင်တွေအများကြီးတိုးလောင်ထားတယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်ပဲပြဿနာသေးသေးလေးရှင်းအောင်မီးလောင်နိုင်ပါတယ်ဒါကဖုန်းတွေနဲ့ power bank တွေမှာလည်းဖြစ်နိုင်ပါတယ်နောက်ထပ်ကျွမ်းကျင်သူတို့ကတရုတ်ကဂျပန်ဒါမှမဟုတ်ဂျာမနီလောက်အတွေ့အကြုံမရှိဘူးလို့ပြောပါတယ်ဒါကြောင့်သူတို့ရဲ့ EV တွေကဘေးကင်းမှုနဲ့ယုံကြည်စိတ်ချမှုနည်းပါပါတယ်2024ခုနှစ်ဖေဖော်ဝါရီလမှာတရုတ်နိုင်ငံနမ်ဂျင်ကတိုက်ခန်းအမြင့်ကြီးတစ်ခုမှာမီးကြီးကြီးမားမားလောင်ခဲ့ပါတယ်လူ15ယောက်သေဆုံးပြီး44ယောက်ဒဏ်ရာရခဲ့ပါတယ်မီးကဘက်ထရီမကောင်းတဲ့စပိန်တစ်စီးကနေစတင်လောင်ခဲ့တာပါဒီမီးလောင်မှုမှာစပိန်မှာပြောင်းလဲထားတဲ့ဘက်ထရီကအာရန်ကောင်းနေပြီးအပူလွန်ကဲလို့မီးလောင်တာပါဒါပေမဲ့တရုတ်သတင်းတွေကတော့အစအုံရဲ့လုံခြုံရေးအဖွဲ့ကိုအပြစ်တင်ခဲ့ပါတယ်သူတို့ကတုံ့ပြန်မှုနှေးတဲ့ဘေးကင်းရေးကိုမထိန်သိမ်းဘူးလို့ဆိုပါတယ်ကျွမ်းကျင်သူတွေကနောက်ပိုင်းမှာအစအုံတွေကမီးကန်တကားတွေကမကောင်းဘူးလို့ပြောခဲ့ကြပါတယ်ဒါကြောင့်မီးခိုးတွေပုံပုံပြန့်နှံ့ပြီးအခြေအနေကပိုးဆိုးသွားခဲ့တာပါအစီရင်ခံစာတွေမှာတရုတ်ဘက်ထရီပြဿနာအကြောင်းသိမပြောကြပါဘူးဖူဂျန်ပြည်နယ်မှာလည်းစပိန်တစ်စီးကနေကာကွယ်ထားတဲ့နေရာမှာရှက်ထိုင်းမီးလောင်ခဲ့ပါတယ်အင်ဂျင်ချင်းတွေကမီးကိုညှိမ့်တက်ဖို့အလင်းမြန်ကူညီခဲ့ကြပါတယ်ဘလော့ဂါကအပြင်မှာအရန်ပူတယ်လို့ပြောပါတယ်အားသွင်းတာကထွက်တဲ့အပူနေရောင်ခြည်နဲ့ရာသီဥတုအပူတွေကြောင့်ပိုဆိုးသွားတယ်လို့ဆိုပါတယ်ဇွန်လ18ရက်နေ့မှာဘလော့ဂါတဦးကအဝေးပြေးလမ်းမပေါ်မှာ BYD လျှက်စစ်ကားတစ်စီးမီးကိုထွက်နေတာကိုတွေ့ခဲ့ရပါတယ်ရင်မောင်းကလမ်းအလယ်မှာဘေးကင်းစွာရက်တန့်လိုက်ပြီးမြဲကားထဲမှာမီးသက်ဆေးဦးမပါလာခဲ့ပါဘူး Radio Free Asia က BYD မှာမီးလောင်မှုတွေအများကြီးရှိခဲ့ပြီးမြဲအများစုကိုတော့လျှို့ဝှက်ထားတယ်လို့ဆိုပါတယ်ဝေဖန်သူတို့ကတရုတ်မီဒီယာတွေဟာဒီမီးလောင်မှုတွေကိုမကြာခဏလေးလူရှုတယ်လို့ပြောပါတယ်ဒါလူအသက်ကိုဂရုမစိုက်တဲ့လက္ခဏာဖြစ်တယ်လို့လည်းသူကဆိုပါတယ်နောက်ထပ်ကျွမ်းကျင်သူတို့ကလည်းတရုတ်က EV နဲ့ battery ထုတ်လုပ်သူအများပြားဟာဒေတာဆိုင်ရာအစိုးရတွေနဲ့ချိတ်ဆက်နေတယ်လို့ပြောပါတယ်ဒီကုမ္ပဏီကဒေတာခန့်စီးပွားရေးကိုအထောက်အကူပြုလို့သတင်းစိုးတွေကိုဖုံးကွယ်ထားတာပါဒါပေမဲ့မီးလောင်မှုအရေးအတွက်ကတိုးလာနေပါတယ်ဖုံးကွယ်ဖို့လည်းပိုခက်ခဲလာပါတယ်သတင်းတွေကမတော်တဆလို့ပြောကြပေမဲ့ကုမ္ပဏီတွေကိုအပြစ်မတင်အောင်စူးစမ်းကြပါတယ်တခြားဝေဖန်သူတို့ကတရုတ်ခေါင်းဆောင်က EV မီးလောင်မှုပြဿနာတွေကိုမဖြေရှင်းခြင်းဘူးလို့ပြောပါတယ်သူတို့ကကြီးထွားလာနေတဲ့ EV လုပ်ငန်းကိုထိခိုက်မှကြောက်နေပါတယ်ပြည်သူတွေက EV တွေအန္တရာယ်များတယ်လို့ထင်ဝယ်မှာမဟုတ်တော့ပါဘူးဒါတွေကပြည်တွင်ရောပို့ကုန်ဈေးကွက်ကိုပါထိခိုက်စေနိုင်ပါတယ်နောက်ထပ်ကိစ္စတစ်ခုမှလည်းမီးတပ်သမားတွေကမီးကိုညှိမ့်တက်ဖို့အမြုပ်တွေကိုတုံးခဲ့ပေမဲ့မီးတောက်တွေကပိုကြီးလာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ EV အများစုကလီသီယမ်ဘက်ထရီတွေတုံးထားလို့ပါ။ဒီဘက်ထရီတွေကစွမ်းအားမြင့်ပါတယ်။ကားကိုအမြန်သွားနိုင်အောင်ကူညီပေးတယ်။ဒါပေမဲ့မီးလောင်ရင်ညှိမ့်တက်ဖို့ခက်ခဲပါတယ်။တချို့အချိန်တွေမှာပေါက်ကွဲတတ်ပါတယ်။ EV ကားတစ်စီးမီးလောင်ရင်မြင်းမြန်းစစံလောင်ကျွမ်းတာပါ။ကားအောက်ပိုင်းက3စက္ကန့်အတွင်းအရေးပြောသွားပါတယ်။ကားတစ်စီးလုံးစက္ကန့်20အတွင်းလောင်ကျွမ်းသွားပါတယ်။တရက်ကို EV 8စီးလောက်မီးလောင်နေပါတယ်။မီးက1000ဒီဂရီစင်တီဂရိတ်အထိပူနိုင်ပါတယ်။ပြီးတော့မီးငိမ့်တက်ပြီးတဲ့နောက်မှာတော့မီးကပြန်ဆနိုင်ပါတယ်။မီးငိမ့်မှုအတွက်ရေ42တန်လောက်လိုအပ်တယ်လို့ဆိုပါတယ်။ဒါကြောင့်2025ခုနှစ်မှာဓာတ်ဆီကားတွေလူကြိုက်များလာနိုင်သေးတယ်လို့လူတွေကပိုပြောလာကြပါတယ်။ NV ပြည်နယ်ကဘလော့ဂါတဦးကဓာတ်ဆီကားတွေကပိုဘေးကင်းတယ်လို့ပြောပါတယ်။ဓာတ်ဆီကားမီးလောင်ရင်ပိုနေတယ်လူတွေကထွက်ပြေးဖို့အချိန်ရတယ်။9မိနစ်ကနေ10မိနစ်လောက်အထိပေါ့။မီးသက်ဆေးဘူးအချောင်းနဲ့မီးကိုညှိမ့်တက်နိုင်တယ်။ဒါပေမဲ့ EV ကားတွေမီးလောင်တာကတော့မြင်းမြန်းစစံပြန့်နိုင်ပါတယ်။တစ်စက္ကန့်ကို3မီတာနှုန်းလောက်အထိလောင်ကျွမ်းပါတယ်။ပြီးတော့မီးကဆက်ပြီးပြန်တက်လာနေတာပါ။စံတမ်းမှုတွေအရ EV တစ်ခါမီးညှိမ့်မှုအတွက်ရေ42တန်လိုအပ်တယ်ဆိုတာပြသနေပါတယ်။မြောက်အမေရိကကတုံလုံးစရာအချက်လက်တွေအရ EV မီးလောင်မှု38%ကကာရန်နာထားတဲ့အချိန်တွေမှာဖြစ်တာပါ။ဒါကသူတို့ဟာပောက်ကွဲဖို့စောင့်နေတဲ့ဘုံတွေနဲ့တူတယ်လို့တောင်ဆိုပါတယ်။တခြားအန္တရာယ်တွေလည်းရှိပါတယ်။2024ခုနှစ်ဇန်နဝါရီလမှာအမေရိကန်အရာရှိတွေကတရုတ် EV တွေဟာနိုင်ငံတော်လုံခြုံရေးကိုအန္တရာယ်ရှိစေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။ အမေရိကန်စီးပွားရေးဝန်ကြီးကခေတ်သစ် EV တွေမှာ chip တွေနဲ့အာယုံကန်ကိရိယာထောင်ပေါင်းများစွာပါဝင်တယ်လို့ပြောပါတယ်။ဒါတွေကရင်မောင်းတွေရဲ့အချက်လက်တွေနဲ့သူတို့သွားတဲ့နေရာတွေကိုစုဆောင်းထားပါတယ်။သူမကဒီအချက်လက်တွေကိုဘေကျင်းကိုရောက်သွားတာကိုကျွန်တော်တို့လိုချင်ပါသလားလို့ဆိုပြီးလည်းမေးခွန်းထုတ်ခဲ့ပါတယ်။ဥရောပကျွမ်းကျင်သူတို့ကတရုတ် EV တွေဟာ 5G ကွန်ရက်တွေထက်တောင်ပိုပြီးအန္တရာယ်များတယ်လို့ဆိုပါတယ်။